နောက်ထပ်တစ်ခုကတော့တရဏဂုံတီးရဲဆိုတာဘာလို့ဆိုလိုတာပါလဲရှင်ဗျာဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့တရဏဂုံတီးဖို့လိုပါသလားအရိယာဖြစ်မှဗုဒ္ဓဘာသာဝင်အစစ်ဖြစ်တယ်ဆိုတာရောဟုတ်ပါသလားရှင်ဗျာတရဏဂုံတီးခြင်းရဲ့အကျိုးတွေကဘာလဲဘယ်အချိန်မှပြတ်ပါလဲရှင်ဗျာအခြားဘာသာဝင်တို့ရဲ့ဘာသာရေးစာများကိုဖတ်မိရင်ကြားမိရင်ယုံကြည်မိရင်ရောတရဏဂုံပြတ်ပါသလားအဲ့ဒီမှာတရဏဂုံတီးတယ်ဆိုတာပြောရမယ်ဆိုရင်တရဏဂုံဆိုတာတရဏခမနဆိုတဲ့အဓိပ္ပာယ်တကယ်ကိုအာထာယအဖြစ်စိတ်ကတဲ့စိတ်ဓာတ်ကိုဆိုလိုတယ်ပေါ့မြတ်စွာဘုရားသည်သာလေငါအတွက်ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားသည်သာလေတကယ်ကိုယ်ဝေရာငါပေါ်မှာကောင်းကျိုးဆိုးချိုးကိုလမ်းညွှန်ပြတဲ့ဆရာသမားအနေနဲ့ယုံကြည်ကိုယ်ဝေတာကိုဆိုလိုတယ်နော်မြတ်စွာဘုရားဟာငါတို့မှာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေဖယ်ရှားပေးဖို့လမ်းညွှန်ပေးတဲ့ဆရာသမားအနေနဲ့စိတ်ထဲမှာယုံကြည်ပြီးတော့လေးစားပြီးတော့ကိုယ်ပဲမယ်တရားတော်များဟာလိုက်နာကျင့်သုံးမယ်ဆိုရင်တဏှာဝကလုံးအောင်ဆွမ်းဆောင်မှုရှိနိုင်တယ်လို့ယုံကြည်တယ်မှန်ပါဗျာတန်ဃာတွေဟာကုသိုလ်ကောင်းမှုပြုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေအတွက်ထောက်ကူဖြစ်မယ်လို့ယုံကြည်တယ်အဲ့ဒီယုံကြည်တဲ့စိတ်ဓာတ်ရှိနေသမျှကာလပတ်လုံးတရဏဂုံတည်တယ်လို့ဆိုအောင်မှန်ပါဗျာသူကိုယ်တိုင်လည်းနှုတ်အားဖြင့်ဘောရတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတို့အဲ့ဒီစိတ်နဲ့တရဏဂုံစောင့်တည်မှတရဏဂုံတည်တယ်လို့ဆိုတယ်မှန်ပါဘုရားဘာသာဝင်ဆက်စစ်ဖြစ်ဖို့ကတရဏဂုံတည်ဖို့လိုပါသလားလို့ဆိုဘုရားဘာသာဝင်တို့ခံယူလို့ရှိရင်တော့သူကိုယ်တိုင်ကတရဏဂုံတည်မှလည်းသူကဘုရားဘာသာဖရာပေါ်မှာယုံကြည်မှုနဲ့လေးစားမှုနှစ်ခုရှိမှသူကတရဏဂုံတည်တယ်လို့ဆိုရမှာမှန်ပါဗျာတည်တယ်မတည်ဘူးဆိုတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဟာပို့အထက်ကကြာမှန်ပါဗျာကိုယ့်ရင်ထဲမှာကွာဟာဖရာဒီအမှန်တရားကိုဟောကြားဆောင်ပေးလို့လေးစားရမှာဖြစ်တယ်တရားကျင့်မယ်ဆိုရင်ဆင်းရဲကလွတ်မှာဖြစ်တယ်တန်ခါးတွေကကုသကောင်းမှုပြုဖို့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်မှာဖြစ်တယ်မြေကောင်းတဲ့ဖွဲ့ဖြစ်တယ်လို့ဒီလိုစိတ်ထဲမှာယုံကြည်နေတယ်ဆိုရင်တော့တရဏဂုံတည်တယ်လို့ပဲပြောမှာမှန်ပါဗျာလိုပါသလားဆိုအဲ့ဒါတည်မှလည်းပဲသူကဘုရားတရားတန်ခါးကိုလေးစားမှုရှိမှာနော်မှန်ပါဗျာအရိယာဖြစ်မှာဘုရားဝတ္တဝင်အစစ်ဆိုအဲ့တော့အစစ်အတုဆိုတာဘယ်လိုပြောတာလဲဆိုဒီတရဏဂုံဆောက်တည်လိုက်ရင်လည်းဘုရားဝတ္တဝင်အစစ်ဖြစ်ပါတယ်အတုလို့ပြောတာမဟုတ်ဘူးအစစ်ပဲမှန်ပါဗျာသို့တော့အရိယာဖြစ်မှာဘုရားဝတ္တဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲသုံးတယ်ပေါ့မှန်ပါဗျာအရိယာဖြစ်ရင်တော့ခိုင်မာသွားပြီအစစ်အတုနဲ့ခွဲလို့တော့မရဘူးမှန်ပါဗျာမှန်ပါဗျာဘုရားကိုကိုးကွယ်လိုက်တဲ့ဆိုရင်ပုရုဇဉ်လည်းပဲအစစ်ပဲမှန်ပါဘုရားကိုးကွယ်တာသူယင်ထဲမှာတကယ်ယုံကြည်ရင်သူလည်းအစစ်ပဲအတုမဟုတ်မှန်ပါဗျာနော်အဲ့တော့အရိယာဖြစ်မှဘုရားဘာသာဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲပြောရမှာပဲအစစ်ဖြစ်တယ်လို့ဒီလိုပြောမပြောင်းလဲတော့ဘူးလို့ဆိုလို့တယ်ခိုင်မြဲတယ်ဆိုတဲ့သဘောတရားမပြောင်းလဲဘူးပုရုဇဉ်ကတော့အခုဘုရားဘာသာဝင်ဖြစ်ပြီးတခြားဘာသာဝင်ဖြစ်ချင်ဖြစ်သွားမယ်နော်မခိုင်မြဲဘူးအရိယာကျတော့ခိုင်မြဲသွားတယ်လို့ဆိုတယ်တရဏဂုံတည်ခြင်းရဲ့အကျိုးကဘာလဲလို့ဆိုဒီတခြားကောင်းကျိုးချမ်းသာတွေတော့မပြောနဲ့ပေါ့ကိုယ့်ရဲ့ဘဝဟာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုခံယူချက်တစ်ခုကိုရသွားတာဒီလမ်းကြောင်းအတိုင်းရှောက်လန်းခြင်းအဖြစ်ရရှိနိုင်တဲ့အကျိုးတွေကတော့ရှိလာမှာပေါ့နော်ရှိလာမှာပေါ့တရဏဂုံတည်ခြင်းအဖြစ်သူဖရာရဲ့ဒီအဆုံးအမတရားပေါ်မှာမြဲမယ်တရားကိုကြင်ကြံကြိုးကိုအထောက်မှုမြဲမယ်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့လေးစားယုံကြည်မှုမြဲမယ်ဆိုရင်အဲ့ဒီမြဲခြင်းကြောင့်ကုသိုလ်အဆက်ဆက်တွေဖြစ်လာတာဒါအကျိုးပဲလို့ပြောမှန်ပါဗျာနောက်ဘဝတွေမစင်စားနဲ့အောင်မှန်ပါဗျာဒီဘဝတွေပဲအဲ့ဒါကောင်းတာတွေဆက်ပြီးတော့လုပ်ဖြစ်လာတယ်ဒါမှန်ပါဗျာဘယ်ချိန်မှာပြတ်တယ်လဲလို့ဆိုတဲ့အခါမှာတိမ်တိမ်မွေးမွေလေးနဲ့ပြတ်သွားတာတွေရှိတယ်မှန်ပါဗျာနော်ဘယ်ချိန်မှာပြတ်တယ်ဆိုရင်ဖះကိုကိုးကွယ်တာဟာတကယ်ကိုဂုံကျေးဇူးကိုဥတည်ပြီးတော့မျက်မျက်နှုံနှုံကိုးကွယ်တာမဟုတ်ဘဲနဲ့လက်လာပါလို့ကျင်တို့ကိုးကွယ်ရင်ပြတ်သွားပြီမှန်ပါဗျာဒီဖះကိုးကွယ်လို့ငါစီးပွားတက်တယ်ဆိုစီးပွားတက်ချင်လို့ကိုးကွယ်ရင်တရဏဂုံမဖြစ်ဘူးမှန်ပါဗျာကြောက်လို့ကိုးကွယ်တယ်သူများတွေကကိုးကွယ်တယ်မကိုးကွယ်ရင်တခြားရန်လုံးမှကြောက်လို့ကိုးကွယ်တယ်ဒါလည်းတရဏဂုံမဖြစ်ဘူးနောက်တစ်ခုကတော့မျိုးရိုးကကိုးကွယ်လာလို့ကိုးကွယ်ရင်အစတည်းတရဏဂုံမဖြစ်ဘူးမှန်ပါဗျာမသိပဲနဲ့ကိုးကွယ်နော်
တန်တရားဟုတ်ကတို့တိုင်အောင်လမ်းညွှန်နိုင်တယ်ဆိုတဲ့အမျက်ပေါ်မှာဥတီချက်က intention ကမြင့်မြတ်မှတရဏဂုံကတည်တယ်လို့ဆိုလို့တယ် intention ကရွေချက်မကောင်းဘူးဆိုလို့ရှိရင်တော့ဖះဟာနတ်လိုပဲငါ့ကိုစီးပွားဖြစ်အောင်မားလိုက်မယ်ဆိုစိတ်နဲ့ကိုယ်ွယ်ရင်တော့အစရတယ်သူကတရဏဂုံမဟုတ်တော့ဘူးအဲ့ဒါနတ်ကိုယ်ွယ်တာပဲဖြစ်သွားပြီဂျပန်နိုင်ငံကိုကြားဘူးတယ်မဟုတ်လားကြားပါဗျာဂျပန်နိုင်ငံကရှင်တိုဘာသာဝင်နေများတယ်မှန်ပါဗျာဒါပေမဲ့တစ်ချိန်နဲ့လဲဗုဒ္ဓဘာသာဝင်နေပဲသူတို့မှန်ပါဗျာဒါမို့ဂျပန်ကအရင်တော့ကခုတော့လူကြီးတန်း80ကျော်သွားတယ်တဲ့100လောက်များဖြစ်ပြီလားမှန်ပါဗျာဘုန်းတို့သိတော့ကအဲ့ဒီဂျပန်ဆရာတူJapanese Buddhism လက်ချပေးတာတီဟိုမှာတော့ကမှန်ပါဗျာအဲ့ဒီဆရာပြောတာဂျပန်ပြည်မှာဗုဒ္ဓဘာသာဝင်ဘယ်လောက်ရှိလဲဆိုရင်တန်း80လို့ပြောမှာမှန်ပါဗျာရှင်တို့ဘာသာဝင်နတ်ကိုယ်ွယ်တာဘယ်လောက်ရှိလို့ဆိုရင်တန်း80ပဲဘာလို့ဆိုတပြိုင်တည်းနှစ်ခုစလုံးကိုယ်ွယ်တယ်လို့ဆိုသူကအဲ့လိုပြောတယ်သူတို့စီမှာလေမှန်ပါဗျာအဲ့တော့ကိုယ်ွယ်မှုကတော့တရဏဂုံနဲ့မဆိုင်ဘူးပေါ့နော်တရဏဂုံတီးတာတော့ခုနအမျက်နဲ့တော့မှတရဏဂုံတီးတယ်လို့ခေါ်တယ်မှန်ပါဗျာသူကကိုယ်ွယ်ခြင်းကိုယ်ွယ်တာတော့သူပဲကိုယ်ွယ်တရဏဂုံအစစ်မရတာတွေရှိမှာပေါ့နော်မှန်ပါဗျာဘာသာခြားဒီရဲ့တခြားဘာသာဝင်တွေရဲ့ဘာသာရေးစာများကိုဖတ်ကြားမိရုံနဲ့တော့ဘာဖြစ်ပါအဲ့ဒါတွေကိုယုံကြည်ပြီးတော့သူတို့အယူဝါဒကိုလက်ခံတယ်ဒါဗုဒ္ဓဝါဒကိုစွန့်ပယ်တယ်ဆိုရင်တော့တရဏဂုံပြတ်သွားပြီပေါ့အဲ့လိုတော့ပြတ်တယ်ဒါဆိုရင်တချို့တပည့်တော်တကယ်ချင်းတွေမှာအဖေကခရစ်ယာန်အမေကဗုဒ္ဓဘာသာဖြစ်တာကြောင့်သူကဒီဗုဒ္ဓဘာသာရောခရစ်ယာန်ရောနှစ်ခုစလုံးကိုးကွယ်လူတွေရှိတယ်သူတို့ကြတော့ဘလို့အကျိုးအပြစ်များရှိမလဲရှင်ဗျာဒါဆိုရင်သူတို့ကအကျိုးများမှာလားအပြစ်ပို့ပြီးတော့များမလားဗျာဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ပါဏာတိပါဒကမကျွလွန်ဘူးဆိုရင်အပြစ်မဖြစ်ဘူးတဲ့ဟာကိုယ်ဝေယုံတတ်တတ်ကလေးနဲ့ရတယ်ပါဏာတိပါဒကသူမလုပ်ဘူးအရိဏဒနာမလုပ်ဘူးကာမေသူဝိသဆရာမကျွလွန်ဘူးမုဒ္ဒဝါဒတို့သူရမေရိယတော့မလုပ်ဘူးသူကကိုချင်းတရားကောင်းတဲ့လူကောင်းတရားအနေနဲ့နေတယ်ဘာသာတရားကလည်းခုနလိုပဲကိုယ်ဝေယဘာသာတစ်ခုအနေနဲ့ထားတယ်ဒုစရိုက်တွေမလုပ်ဘူးသူကဒါနလည်းလုပ်တယ်ဒုစရိုက်တွေမလုပ်ဘူးဆိုရင်ဒါသူအပြစ်ဖြစ်စရာအကြောင်းမရှိဘူးဘာအတွက်ဖြစ်နိုင်တော့ဆိုလို့ရှိရင်ခရစ်ယာန်ကိုယ်ွယ်တယ်ဒီကိုယ်ွယ်တယ်ဆိုလို့ရှိရင်ဘုရားဘာသာရဲ့ကျင့်စဉ်ကိုသူမကျင့်နိုင်ဘူးမကျင့်နိုင်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့တရားဓုတွေအစစ်မြင့်တဲ့တရားတွေတော့မရနိုင်ဘူးပေါ့အဲ့ဒါပဲဆုံးရှုံးမှာပဲဖြစ်တယ်အခြေခံကတော့သူကရှိကြမှာပဲလေကောင်းတာတွေဘယ်ဘာသာပဲဖြစ်ဖြစ်အခြေခံကောင်းတာတွေရှိတယ်ethics ဆိုတဲ့ကိုယ်ကျင့်တရားမပြတ်သေးတဲ့မြတ်တော့ဘယ်သူမှသူကခရစ်ယာန်မို့သူကမွတ်စလင်မို့ဘာဖြစ်မို့နဲ့ဆိုပြီးပြောလို့တော့မရဘူးသူလုံးတဲ့လုံးရကအကုသိုလ်တွေလားကုသိုလ်လားနော်သူများတဲ့တွေတတ်နေသလားအဲ့ဒါတတ်နေတဲ့အကျိုးကတော့ခံရမှာတာဘုရားဘာသာလည်းငါဘုရားဘာသာဆိုပြီးတော့သူများတဲ့တတ်ရင်သူလည်းခံရမှာပဲကိုယ်ွယ်ယုံတတ်နဲ့တော့ကိုယ်ွယ်ပါတယ်လို့ပြောယုံတတ်နဲ့ကတော့ဘယ်လေးပဲတတ်ထားတာအမှတ်တစိတ်ပဲအပဲကတ်ထားတာလောက်ရပေါ်မှာပဲဆုံးဖြတ်ရမှာအဲ့တော့ဒီဖျားနဲ့ဒီခရစ်ယာန်ဘာသာတပြိုင်တည်းကိုးဝေရုံနဲ့တော့အပြစ်မဖြစ်ဘူးလို့ဆိုချင်တာပါရှင်အပြစ်မဖြစ်ဘူးဆိုတာကောင်းတဲ့ဘက်ကိုသူလက်ခံရင်ခံမှာပေါ့နော်ဖျားလက်ထက်တုန်းကတော့ပရပိုက်တွေဟာတချို့ပရပိုက်တွေကဖျားနဲ့တွေ့တဲ့အခါသူတို့ဘုရားဘာသာဖြစ်သွားကြတယ်ဒါပေမဲ့ပရပိုက်ကိုဒီတိုင်းပဲနေကြတယ်ပရပိုက်ဆိုတာဘာလို့ဆိုလို့လဲပရပိုက်ဆိုတာဘာသာတစ်ခုပေါ့နော်ဘာသာတစ်ခုလို့ဆိုပါစို့သူကသူတို့ရဲ့အယူဝါဒတွေကိုသင်ပြီးတော့ဟောတာပြောတာတွေလုပ်တယ်သူတို့အယူဝါဒတွေကဘုရားဘာသာနဲ့ဆန့်ကျင်တဲ့အယူဝါဒတွေပဲတော်တော်များများသူတို့လည်းဒါနလည်းလုပ်တယ်သူတို့ရဲ့ကိုချင်းသီလလည်းစောင့်တည်တယ်တချို့တွေကအကောင်းတွေပါတယ်အကောင်းဆိုးရောတာပေါ့ခုခေတ်ဘာသာတွေလည်းအကောင်းလည်းပါတယ်ဆိုးလည်းပါတယ်နော်အကောင်းဆိုရောနေကြတာပဲလုံးဆောင်သို့တော့အဆိုးလုပ်တာနဲ့အကောင်းလုပ်တဲ့နေရာမှာဘာသာတရားကညွှန်ကြားလို့အကောင်းအဆိုးလုပ်တာလည်းရှိတယ်ဘာသာတရားရဲ့ညွှန်ကြားချက်မဟုတ်ပဲနဲ့ကိုလို့ချင်လို့ဝါဒနာဆဲအရာလုပ်တာရှိတယ်တရားဝါတွေကိုတတ်ပြီးတော့ရစ်ပူဇော်ရမယ်လို့ဘာသာတရားကဆုံးမသည့်အတွက်ကြောင့်အဲ့လိုတတ်ပြီးပူဇော်ရင်တော့ဒါဘာသာတရားရဲ့ဆုံးမလို့ခေါ်ရမှာမှန်ပါဗျာအလုံးပေါ်မှာမေတ္တာတရားထားရမယ်ဘာသာတရားဆုံးမတယ်ဘာသာတရားဆုံးမသည့်အတွက်မေတ္တာထားတယ်အဲ့တော့မေတ္တာအကောင်းမှန်ပါတက်တာကြတော့ခုနမကောင်းတာမှန်ပါဗျာ
ကောင်းမကောင်းကအစိတ်နဲ့ဟိုဟာလိုပဲတူတူပဲအားစိတ်လိုပဲ မှန်ပါဗျာ ဒါကတဘာဝစစ်စစ်ပဲ မှန်ပါဗျာ ဟောရပြောရတဲ့လည်းမဆိုင်ဘူး မှန်ပါဗျာ မကောင်းတာလို့ရင်အစိတ်စားရင်အစိတ်ပဲနော် မှန်ပါ ကောင်းတာဆိုင်ရင်ကောင်းတာပဲဒါဖြစ်မယ်ဘာသာတရားဆိုတာအပေါ်ကခေါင်းစည်းတက်လိုက်တာသို့တော့တန်တရားဟုတ်ကလွတ်ဖို့နိဗ္ဗာန်ရဖို့အချင်းချတဲ့အခါကျတော့ဒီစွန့်လွတ်ရမယ့်အခြေခံကြီးတွေရှိတယ်အဲ့ဒါမလွတ်ရင်တော့သူတို့ကမရဘူးဥပမာနိဗ္ဗာန်ရခြင်းနဲ့ဆိုရင်ဘုရားသခင်တို့ဖန်ဆင်းတယ်ဆိုတော့ယုံကြည်ချက်ကြီးနဲ့လုံးလို့မရဘူး မှန်ပါဗျာ ဘုရားသခင်ဖန်ဆင်းတယ်ဆိုကြတဲ့ကသူနိဗ္ဗာန်ရအောင်လုံးเสียမလို့ဘူးဘုရားသခင်ပဲသွားပြီးတော့တောင်းပန်ပြီးတော့သူ့ကိုဖန်ဆင်းပေးပါနိဗ္ဗာန်ရအောင်အဲ့လိုပဲမဖြစ်ဘူးလား မှန်ပါဖြစ်နေပါ ဟုတ်တယ်မလားအဲ့တော့လက်တွေ့ကျင့်ရမယ်အကျင့်စုမပါတော့ဘူးလေ မှန်ပါဗျာ အဲ့လိုဆိုလိုတာအစင်းမြင့်ဘုရားဘာသာမှာလည်းပဲအခြေခံရှိတယ်အစင်းမြင့်နေရှိတယ် မှန်ပါ အဲ့တော့အခြေခံမှာတချို့ဟာတွေတူတယ်တူယုံနဲ့ဒါဒီဟာလို့ပြောလို့မရဘူးသူက မှန်ပါဗျာမှန်ပါ ဘုရားဘာသာအစစ်တို့ဘုရားဘာသာတရားတော်ရဲ့အစင်းမြင့်ဖြစ်ဖို့ရအတွက်ကြတော့ဘာလို့ဆိုဝိပဿနာတရားအထုတ်ပြီးတော့ကိလေသာကုန်အောင်လုပ်တာဆင်းရဲဒုက္ခတွေကထွက်အောင်လုပ်တာအဲ့ဒါမှဘုရားဘာသာဟိုအစင်းမြင့်ဖြစ်တာ မှန်ပါဗျာ ဖျားပွဲမှာပေါ်တာအဲ့ဒါ မှန်ပါဗျာ ဝိပဿနာတရားကျင့်ပြီးတန်တရားဝကလွတ်ထတာဖျားပွဲမှာခုနဒါနတို့သီလတို့ဆိုဟိုရှိတုန်းကလည်းရှိတယ်ဘာသာတိုင်းလည်းရှိတယ် မှန်ပါဗျာ နော် မှန်ပါဗျာ ဒီဘုရားဘာသာရဲ့ဥတီချဲကြတော့ခုနနိဗ္ဗာန်ဆိုတာဥတီတာကြတော့သူကဝိပဿနာတရားမပါဘဲနဲ့မရအောင် မှန်ပါ သမထအထီအောင်တခြားဘာသာတွေမှာရှိတယ်ဝိပဿနာတစ်ခုပဲမရှိတာဖျားပွဲတို့ပေါ်တာဝိပဿနာတစ်ခုတည်းပဲ မှန်ပါဗျာ တန်တရားဝကလွတ်နိုင်တာဒီတစ်ခုပဲကျန်တဲ့နတ်ပြည်ရောက်တာတို့ဘာတို့နတ်ဖြစ်တာတို့ကခြားဘာသာတွေမှာလည်းရှိတယ် ဒီမှာကြားဖြတ်ပြီးတော့မေးချင်တာဒီနတ်တွေကနတ်ဘုံကလူပြည်ထက်ပို့ပြီးတော့မြင့်မြတ်တယ်လို့ဆိုတာဟုတ်ရှင်ဗျာအဲ့တော့နတ်ဘုံမှာကိုသူတို့ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့နောက်တစ်ဆင့်အောင်တက်ထမ်းသွားနိုင်လားရှင်ဗျာ သူကမြင့်မြတ်တယ်ဆိုတာဘာကိုပြောတာတော့အဆင်စိတ်ထားမြင့်မြတ်တာလားကိုယ်ချင်းတရားမြင့်မြတ်တာလားဒီလိုရှိသေးတယ် တင်ပါဗျာ ကိုကပတ်စံရှိတဲ့လူနဲ့ပတ်စံမရှိတဲ့လူဘယ်လိုခွဲမလဲပတ်စံရှိရင်မြင့်မြတ်တယ်လို့ပြောမလား တင်ပါဗျာ နော် တင်ပါဗျာ ပတ်စံရှိတယ်ဒီလူကရဲတောက်တယ်ဟိုလူကပတ်စံမရှိဘူးငါးပါးသီလလုံးတယ်အဲ့ဒီရှုတော့ငါပြောရင်တော့ဘယ်သူကမြင့်မြတ်တယ်ပြောမှာတော့ သီလလုံတဲ့လူကမြင့်မြတ်တယ်လို့ပြော ဟုတ်တယ်မဟုတ်လား တင်ပါ အဲ့တော့ရှုတော့မျိုးစုံရှိတယ်နတ်ကလူတဲ့မြင့်မြတ်တယ်ဆိုတာစိစိမ်ဥစ္စာ မှန်ပါဗျာမှန်ပါဗျာ အစွမ်းတကူလူတဲ့အသက်ရှိတယ် မှန်ပါဗျာ အဲ့ဒီဘက်ကမြင့်မြတ်တယ် မှန်ပါ ဒါပေမဲ့စိတ်ထားလူတဲ့မြင့်တယ်လို့ပြောလို့မရဘူးဟောဆိုလူပြည်မှာယဟန္တာတွေရှိတယ်လေ မှန်ပါ သူတို့ရဲ့အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေဖရာတို့ဆိုတာလူပြည်မှာဖြစ်တာလေ မှန်ပါ အဲ့တော့နတ်ကလူတဲ့မြင့်တယ်လို့ဆိုတဲ့အတိတ်ပဲကသူကကိုချင်းသီလအဖြစ်မြင့်တာမဟုတ်ဘူးစိစိမ်ဥစ္စာမြင့်မာတာ မှန်ပါဗျာ ပတ်စံချွဲဝါချမ်းသာတယ်ပုံမိမ့်မှန်နေနေရတယ်ဒီဟာဒါမြင့်မြတ်တယ်လို့ပြောအောင်ကိုချင်းသီလနဲ့မဆိုင်ဘူးနော် မှန်ပါဗျာမှန်ပါ လူတွေရဲ့ hierarchy ဆိုတဲ့အဆင့်မြင့်မှုကတော့ကိုချင်းသီလနဲ့သွားတာ အဲ့တော့နတ်တွေကအဲ့လိုအခြေအနေကောင်းမှနေရပြီးတော့ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေကိုရောက်ဖို့သူတို့ကြိုးစားလေးရှိပါလားရှင်ဗျာ ရှားပါလေ။ဘာကြောင့်လို့ဆိုရင်သူတို့ရရှိထားတဲ့စီးစိမ်တွေပေါ်မှာသူတို့မမောထားပြီးတော့တခဏကိုတက်တက်လို့သဘောထားပြီးတော့ပျော်ပါနေကြတာဟုတ်သူတို့ မှန်ပါဗျာ ပျော်ပါနေသည့်အတွက်ကြတော့ပြောရမယ်ဆိုရင်နတ်တွေအများစုကဘဝမေ့နေတဲ့ဟာတွေပဲဘဝမေ့နေသည့်အတွက်ကြောင့်နတ်ကသိလို့ရှိရင်တော့အောက်ပြန်ဆင်းတာတွေပဲများတယ်ကုသိုလ်ကောင်းမှုဆက်လုပ်တဲ့ဆိုတာအရိယာနတ်မျိုးသားပဲတကယ်ကိုအရိယာသူတော်စင်ဖြစ်သွားမှသာလေသူအထက်ကိုဆက်တာ တင်ပါဗျာ ကျန်တဲ့တမန်နတ်တွေကတော့အပျော်ကျူးပြီးတော့အစာမစားနိုင်အစာလွတ်တော်လို့တည်တဲ့နတ်တွေရှိတယ်။နော်အပျော်ကျူးပြီးတော့အစာလွတ်တော်လို့တည်တဲ့နတ်ကခိတ္တပရောတိကနတ်လို့ခေါ်တယ် တင်ပါဗျာ ။မနာလိုစိတ်တွေဖြစ်ပြီးတော့တဦးနဲ့တူဂုံတုဂုံပြိုင်လောက်ကြတယ် တင်ပါဗျာ ။ငါပိတ်မှန်သားတယ်ငါအချမ်းရများတယ်နဲ့ဂုံတုဂုံပြိုင်လောက်ပြီးတော့တယောက်နဲ့တယောက်မနာလိုစိတ်တွေများပြီးတော့ဒေါသတွေဖြစ်ပြီးတည်တဲ့နတ်ကြတော့မနောပရောတိကနတ်လို့ခေါ်တယ်။နတ်ဆိုတိုင်းသူကအစစ်မျက်နှာမဟုတ်ဘူးကောင်းတာလို့သည့်အတွက်ကြောင့်သူကလူတွေလိုပေါ့ကံကောင်းလို့တထေးသားဖြစ်သွားပြီးတော့ပတ်စံတွေကိုရေးလို့သုံးတယ်ဆိုတာမျိုးဖြစ်သွား မှန်ပါ နတ်တွေထဲမှာယဟန္တာနတ်ရောဖြစ်နိုင်လားရှင်ဗျာ ယဟန္တာနတ်ကတော့ကာမဘုံမှာသူကကြာရှိမနေတော့ယဟန္တာဖြစ်သွားရင်စိတ်ညစ်ရမရှိသည့်အတွက်ကြောင့်နတ်ပြည်မှာယဟန္တာကြာရှိမရှိဘူး တင်ပါဗျာ ယဟန္တာဖြစ်ပြီးရင်ပြိဋိဘံဆံရတာများဇမပြည်မှာတော့ရှိနေ တင်ပါဗျာတင်ပါ
နတ်တွေအနေနဲ့လည်းယဟန္တာအဆင့်ကိုသူတို့ရောက်နိုင်တာပါရှင်ဗျာ ရှောင်းနိုင်တယ်သူတို့လည်းရှားနာဖြစ်နိုင်တယ်ပေါ့နော် တင်ပါဗျာ သို့တော်လည်းနတ်ပြည်မှာသူအနာဂတ်ဖြစ်ရင်တော့မှပဲအထက်ကိုတက်ကြတာများ တင်ပါဗျာတင်ပါ နတ်ပြည်ဆိုတာတကယ်ပြောရမယ်ဆိုရင်တော့လူပြည်ကပွဲလန်းသပင်လိုပဲအများအားပျော်ပါနေကြတဲ့နေရာတစ်ခုပေါ့ မှန်ပါဗျာ စတိတ်ခုံတို့ဘာလို့စတိတ်ရှိုးပြနေတဲ့အဲ့ထဲရောက်နေတဲ့လူတွေလိုနေတင်စားပြောမလားမသိဘူးနော်